ဟေး အမလေးဗျကလိုင်းနဲ့ငါနေညာ ဘာနဲ့ညားတာကလိုင်းနဲ့လားမင်းကွာ လန့်လိုက်တာတေးမလို့လှန့်လာလားကွာ မင်းကလည်းကြောက်တက်လိုက်တာယောက်ျားလေးမဟုတ်တဲ့အတိုင်းပဲ ဘာဆိုင်လဲကွာလန့်လာလန့်လာယောက်ျားလေးမလဲရဘူးဘယ်သူမှမထုတ်တာဘူး အေးပါကွာထားလိုက်ပါတော့ဒါနဲ့မင်းကနေဘာရက်ဆောင်နေရလဲ ငါဒီနေ့သူနဲ့ချင်းထားတာကွာအဲ့ဟာစောင့်နေရသူကဒီနေ့အဖြစ်ပြပေးမယ်ဆိုလို့လေ ငါကိုဆောင်ပေးမယ်နော်ရှားလား ရတယ် ဒါနဲ့သူကမင်းလို့ချင်တဲ့အဖြစ်မဟုတ်ခင် ဖွားဟဲ့လွဲပါသေးမင်းကွာပါသက်ပုံးနေဟာဟိုမှာလာနေပြီကွာ စောင့်လာကြပြီလား မကြသေးပါဘူးဒါနဲ့ငါ့ကိုအဖြေလေး နင်ငါ့ကိုတကယ်ချစ်တာလားခဏတာအတွက်အပျော်ဆိုရင် ဟာမဟုတ်တာငါနဲ့ကိုတကယ်ချစ်တာပါငါဖွားနေရင်ပြီးပြောရည်တယ် ဒါဆိုရင်သူကရော သူကတငယ်ချင်းလေဘာဆိုင်လို့ နင်နဲ့သူကကျောင်းထဲကလူပြောများတာလေနုံးနှစ်ယောက်တွဲနေရဆိုရင် ဟာမဟုတ်တာဒီကောင်ကနင့်ကိုကြောက်မှတည်းကစိတ်ဝင်စားတာမပြောရဲလို့တော့အခုထိကြာသွားတာ မပြောရရအောင်ထားပါရှင်ငါနင့်ကိုတငယ်ချင်းလိုပဲခင်နေငါစိတ်ဝင်စားတဲ့သူတသက်ရှိတယ်နင့်ကိုညင်းပြစီနော် နင်းတပေါ်ပါပဲဟာဒါပေမဲ့ငါတကယ်ချစ်တာကိုယုံပေးပါနော် အဲ့ဆိုငါသွားပြီဒါနဲ့နင်စိတ်လည်းပြန်ဆက်စစ်အောင်နင်တကယ်ချစ်တာဘာလို့လဲလို့ငါသွားပြီနော် ဟမ်အော်အေး ရှားရှည်သွားသေးရင်ငနာမဘာမှမဖို့နေရှိမင်းပြမငါတရားလုံးရှိတယ် ဒါနဲ့သူကငါ့ကိုပါစမ်းစိတ်ခိုင်းတာ ဘာမှမဟုတ်ဘူးသူကယူနေတာလာပါငါလည်းဟောပေါ်တော့ဆောင် မဟုတ်ဘူးလေငါ ဟုတ်တယ်မင်းကထားလိုက်ပါတော့ကွာတွားအောင်ကွာနော် အေးကွာတွားမယ်တကယ်ဘယ်ချိန်ခဲ့ရင်ငတ်နေမှမသိ ကြာပြီငဲ့နေတာမင်းကမကြွေးသေးလို့ ဘူးဟမ် စဉ်းစားမနေနဲ့မင်းအောင်တော့တည်တည်လေးနဲ့လာတွားမယ်